သားတွေဆိုရင်ဘက်ငွေတွေပါတယ်သုံးရတာပေါ့နော်မိမမသိရဘူးဗျာဘက်ငွေကျွန်တော်ဒီလမှာဘလောက်ရှာလိုက်တယ်အဲ့ဒီကကျွန်တော်နေပြီးတော့ဘယ်သွားပြီးတော့ဘလောက်သုံးလိုက်တယ်ဘလောက်ကြံသေးတယ်အဲ့လိုမျိုးမှတ်ရလေအဲ့လိုစီးရင်အဲ့တော့စီးရင်ဆိုတဲ့ကိစ္စတွေကကျွန်တော်ဘယ်လို definition ဖွင့်ကြတာပုံမှာโอเคဒီဟာတော့ဗျာကျွန်တော်ဝေမျှရှင်တာကတော့ဒီစရင်ပေါ့နော်မြန်မာလိုကြစရင်ပေါ့လုပ်ငန်းခွင်တွေမှာတော့ financial reporting ပေါ့နော်အဲ့တော့တော်တော်များများကစရင်ရဲ့အနှစ်သာရပြည့်ဝမှုသူကမှားနေရတယ်မှားနေဆိုတဲ့ကိစ္စတူကအဲ့ဒါဘာလို့လဲဆိုတော့အင်္ဂလိပ်လို interdetermined ပေါ့နော်သူက short ပေါ်ပြီးစဉ်းစားတာပေါ့အဲ့နေရာမှာလဲ short ပေါ်ပြီးစဉ်းစားဖို့အတွက်သူတို့အတွက်ကိုလည်းအကြောင်းပြချက်တွေရှိမှာပေါ့နော်သူတို့ကြည့်ရတဲ့စရင်တွေပြည့်စုံလုံလောက်မှုရှိသလားသူတို့စရင်တွေကိုဘယ်လိုဒိတ်ဝင်ပွင့်ကြလဲဒီအကြောင်းအရာတွေအပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ short ပေါ်စဉ်းစားတဲ့ကိစ္စဒီဂရီတိုက်တာဒီအမြင့်နေရော့တယ်ဆိုတာဖြစ်နေတယ်ဒီပေါ်မှာကျွန်တော်စရင်ဆိုတဲ့ကိစ္စတခုကိုနည်းနည်းကျွန်တော်စဉ်းစားကြည့်အောင်ဆိုကြပါစို့ကျွန်တော်မနေ့အိယာထားတယ်ဗျာပတ်စံတသိန်းယူပြီးတော့အပြင်ထွက်တော့တယ်ညနေကျပြန်ရောက်လာတယ်ကျွန်တော်ဟိုဟာလေးဝေခဲ့တယ်ဒီဟာလေးသုံးခဲ့တယ်စခက်သိန်းကျွန်တော်စရင်လေးတွေလုပ်ကြည့်တယ်9000ပေါ်နေတယ်9000ပေါ်နေတယ်1000ပေါ်နေတယ်စခက်သိန်းပေါ့နော်ဒီလိုမျိုးအဲ့ဒါလေးစရင်တယ်မဟုတ်ဘူးကျွန်တော်ကနေပြီးတော့မိတ်ဆွေတယောက်စီကပတ်စံသိန်း100ရှိလိုက်တယ်ပေါ့နော်အဲ့ပတ်စံသိန်း100ရှိလိုက်တဲ့ထေးကဗျာကျွန်တော်အကျွင်းသိန်း90ဆက်ပြီးတော့ပြီကျွန်တော်သိန်း90ကျွန်တော်ဆက်ဖို့ကြံတယ်သူ့ကိုဘယ်နေရတော့ကျွန်တော်ပေးလိုက်တယ်သူလေးလက်ခံရရှိတော့တယ်လက်မှတ်တွေထိုးတော့တယ်เนาะဒီလိုမျိုးလုပ်တယ် record တွေသိနေပေါ့ဒါလည်းစီးမှာတော့ဒါကြဆိုရပါတော့ကျွန်တော်တို့ကအမျိုးသားတွေဆိုရင်ဘက်ငွေတွေပါတယ်သုံးရတာပေါ့เนาะမိမမသိရတော့ဗျာဘက်ငွေကျွန်တော်ဒီလမှာဘလောက်ရှာလိုက်တယ်အဲ့ဒီကကျွန်တော်နေပြီးတော့ဘယ်သွားပြီးတော့ဘလောက်သုံးလိုက်တယ်ဘလောက်ကြံသေးတယ်အဲ့လိုမျိုးမှတ်ရလေအဲ့လိုစီးမယ်အဲ့တော့စီးဆိုတဲ့ကိစ္စတွေကကျွန်တော်ဘယ်လို definition ဖွင့်ကြမလဲပုံမှန်မသိတယ်ပေါ့နော်ပြည့်စုံလုံလောက်တဲ့စီးရင်ဖြစ်ဖို့လုပ်ငန်းတိုင်းမှာ organization တစ်ခုတိုင်းမှာ company တိုင်းမှာစရင်ဆိုတဲ့ကိစ္စကိုတော့အခုကလို့ short ပေါ်စဉ်းစားထားတာမဟုတ်ပြင်ကျွန်တော်တို့ပြည့်စုံလုံလောက်တဲ့စရင်ဖြစ်အောင်လုပ်ဖို့လိုတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ကဘန်နာရေးဆိုင်ရာစီရင်ခန်းစားတနည်းအားဖြင့် financial report လို့ခေါ်တာပေါ့ဗျာအဲ့ဒီ financial report ကကျွန်တော်တို့ဘယ်လို message တွေပေးသင့်တယ်လုပ်ငန်းအတွက်နော်အဲ့ဒီဟာကိုကျွန်တော်တို့ဒီတစ်ခေါက် share ဖို့ဖြစ်ပါအဓိကတော့ကြောက်ရပါအဲ့ကျွန်တော်တို့တင်ပြလာတဲ့ report တွေကျွန်တော်တို့လုပ်ငန်းရဲ့ financial performance ကိုတကယ်တိတိတတ်တာမြင်သာအောင်ထင်သာအောင်ရှင်းပြနေရလား MD သို့မဟုတ် marketing sales စကားသိမ့်ပေါ့ company တခုမှာ HR admin finance department production manufacturing အစကရကတိဒီလူတွေရဲ့ performance တွေကိုဘန်ဒါရေးအရတကယ်ထိရောက်စွမ်းဆောင်ရည်ကိုပြနိုင်တယ်လို့ဒီကနေ့ financial performance ကိုပြနိုင်တယ်လူတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ပြောနေတဲ့လူတွေပြောနေ balance ရှိပေါ့နော်အဲ့ဒါ old style old thinking နဲ့တွဲတာအဲ့ဒါမဟုတ်ဘူးကျွန်တော်တို့ကနော်အမှန်တကယ်ကြတော့ကျွန်တော်တို့လုပ်ငန်းရဲ့ resources တွေဟာဘယ်လိုပုံစံတွေနဲ့ရှိနေလဲဘယ်လောက်လက်ကျန်တွေရှိနေလဲအဲ့ resources တွေကိုဘယ်လိုအသုံးချနေလဲဆိုတာမျိုးကျွန်တော်တို့တင်တဲ့ report တွေမှာရှင်းရှင်းလင်းလင်းဖြစ်ဖို့လိုပါတယ်တတိယတစ်ခုကတော့ဗျလုပ်ငန်းတစ်ခုကမျက်နှာုံတော့လည်းမရဘူးပေါ့နော်လုပ်ငန်းတစ်ခုကစင်ဆက်မပြတ်တည်တံ့ခိုင်မြဲနေဖို့လိုဒါကိုကျွန်တော်တို့က sustainability လို့ခေါ်တယ် accounting ဟောတရားရလက်ရှိမှာနေပြီးတော့ခေါ်နေကြတော့ statement work cash flow ပေါ့ဗျာနော်ဒီ cash flow ဆိုတာလည်းကျွန်တော်တို့ကတစ်ဆင့်ကျွန်တော်တို့ကကြော်လွန်ပြီးကြည့်ဖို့လိုတယ်အဲ့ဒါပါလဲဆိုကျွန်တော်တို့လုပ်ငန်းရဲ့ sustainability ကိုနေပြီးတော့ပြနေတာဖြစ်တယ်နော် sustainability ကိုကြည့်ဖို့ဆိုရင် operation က cash အဝင်ထွက်ဘယ်လိုရှိရလဲကျွန်တော်တို့ဒီ operation ကရတဲ့ cash ကိုဘယ်လို investing တွေလုပ်လိုက်လဲလိုအပ်တဲ့ percent တွေကိုကျွန်တော်တို့ financing တွေဘယ်လိုလုပ်လိုက်လဲချီးငွေရှာလိုက်လား share capital တွေထည့်လိုက်လားပေါ့အဲ့ဒီလိုဒီလိုမျိုးရှင်းရှင်းလင်းလင်းနဲ့လုပ်ငန်းရဲ့ sustainability အတွက်ကိုအစီရင်ခံတာပေါ့နောက်တစ်ပိုက်ကကြတော့ number လေးအပိုက်ပေါ့နော်လုပ်ငန်းထဲမှာ percent ထည့်ပြီး company ထောက်လိုက်တယ် shareholder ဖြစ်သွားတယ်သို့မဟုတ်အဲ့ဒီမှာနေပြီးတော့ owner ဖြစ်သွားတယ်အဲ့ဒီပေါ်မှာသူကိုယ်တည်းဦးစီးပြီးလုပ်တယ်ဒီနေ့ရှင်ကြလို့ရှိရင်ငွေချင်းကိုခေါ်ရင်ခေါ်မယ်တခြားလူခေါ်မယ် share ထည့်ခိုက်မယ်ပေါ့နော်အဲ့တော့သူတို့ထည့်ထားတဲ့ equity share capital လို့ခေါ်တာပေါ့ဒီနေ့အပြင်တော့ပိုင်ရှင်တွေထည့်ထားတဲ့ မတ်တေရင်းနှီးငွေပါပဲဒီမတ်တေရင်းနှီးငွေရဲ့အပြောင်းအလဲဒီမတ်တေရင်းနှီးငွေရဲ့ changes ကိုကြည့်တယ်ပေါ့အဲ့တော့အဲ့ဒီမတ်တေရင်းနှီးငွေရဲ့ changes ကိုကြည့်တယ်ဆိုတာဒီနေ့အပြင်အဲ့ဒီ shareholder ဆိုတဲ့လူတွေရဲ့ဓနဥစ္စာအပြောင်းအလဲကိုကြည့်ရတယ်အဲ့လိုဓနဥစ္စာအပြောင်းအလဲကိုကြည့်ဖို့အတွက်အခုနကစရင်ဆိုတဲ့အထက်မှာအစီရင်ခံစာတစ်စုံကလေးတိတိကျကျပါဖို့လိုပါတယ်အဲ့တော့စောစောကပြောသွားတဲ့ financial performance ရဲ့ resources position ရဲ့နောက်ပြီးတော့ sustainability ရဲ့ shareholder wealth management ရဲ့
ဒီလေးခုမှနဲ့ပတ်သက်လို့ report လုပ်တဲ့အခါမှာအဲ့ဒီ report တစ်ခုရှင်းစီမှာပါလာတဲ့ကြောင်းရှင်းစီနဲ့ပတ်သက်လို့ရှင်းလင်းပြသတဲ့ detail notes တွေလေးပါဖို့လို့နော်ဒါလုပ်ငန်းခွင်တွေမှာလုပ်ရတဲ့ business တွေမှာလုပ်ရတဲ့စည်းမှာနော်ချို့ဆိုရင်စည်ရင်းရှိတယ်လို့ပြောတယ်စည်ရင်းရှိတယ်လို့ပြောတယ်အရောက်ဝယ်လောက်လေးမှတ်ထားတယ် cash အဝင်ထွက်လောက်လေးမှတ်ထားတယ်အဲ့ဒါလေးလောက်နဲ့စည်ရင်းဆိုတာအထမမြောက်ပါဘူးအောင်မြင်နေတဲ့ CEO တွေလုပ်ငန်းတစ်ခုကိုဦးစီးဦးဆောင်နေကြတဲ့ MD တွေအကုန်လုံးကိုကျွန်တော်ဒီ message ကိုပြရှင်ပါတယ်စည်ရင်းဆိုတဲ့စကားလုံးလေးဒီအတိုင်းလွယ်လွယ်လွယ်နေပြီးတွေးပြီးတော့စီရင်တစ်ခုရဲ့ဂုဏ်သတ္တိတွေကိုရှော့ပေါ်ပြီးတော့မတွေးဆပါကြပါဘူးကျေးဇူးတင်ပါတယ်